မင်္ဂလာပါအမကတော့သမီးနေချီထွေးရဲ့မေမေတော်နွယ်ဝင်ပါရှင်သမီးကမလေးရှား Monash University က Computer Science ပါတာကိုလျှောက်ထားပါတယ်မချစ်ဝေနဲ့ပေါ့သမီးအကြောင်းလျှောက်ဖို့အတွက်ချိတ်ဆက်ပြီးမှဆက်တွေ့ပြီးတော့မချစ်ဝေကအရန်ကြီးစိတ်ရှိရှိနဲ့အချိန်မရွေးပေါ့ညမို့ချုပ်လို့ဖုန်းဆက်လဲအများတန်းကင်ပေးတယ်ပြီးတော့အမတို့သိချင်တဲ့မေးခွန်းတွေကိုလည်းစိတ်ရှိရှိနဲ့ဖြေရှင်းပေးရပြီးမတိတဲ့ဟာတွေကိုလည်းပဲမချစ်ဝေဖြေရှင်းပေးရပါတော့အဲကြောင့်မချစ်ဝေကိုအရန်ကြီးသဘောလဲကြတယ်ပြီးတော့အဆင်ပြေရမချစ်ဝေနဲ့လောက်ရတာပေါ့ဟုတ်ကဲ့ဟုတ်အမဒီ MSI နဲ့ရှောက်တာဆိုရင်တမီး2ယောက်စလုံးကဒီ MSI နဲ့ပဲရှောက်တာပေါ့နော်ဒီကွန်ပျူတာဆိုင်ရဲ့တမီး Monash ကျောင်းရဲ့ပြီးတော့တမီးကြီးအတွက်ထေလာမှာတက်တာရော MSI မှာတက်တယ်ပြီးတော့အရန်လည်းအဆင်ပြေရတဲ့ကြောင့်နောက်ကလေးတွေပေါ့နိုင်ငံခြားမှာကျောင်းသားတက်ချင်တဲ့ကျောင်းသားမိဘတွေပဲဖြစ် MSI နဲ့ဆက်တွဲပါပြီးတော့ကိုတိချင်တဲ့မိခွန်းတွေရောကိုတိချင်တဲ့ကျောင်းတွေရဲ့ information တွေအကုန်လုံးလည်းစိတ်ရှိရှိနဲ့ဖြည့်ရှင်းပေးတဲ့အတွက်ကြောင့်အမတော့ဒီ MSI Academy ကိုအရန်ကြီးrecommend ပေးပါတယ်လို့ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ရှင်ဟုတ်